စောပြတာကြာပါပြီဒီမှာစောပြစရာကလေးတွေကိုမစောပြတာကြာပြီဒါလေးရိုးဒါတော့ရိုးရမှုကပါပဲဒါပေမဲ့ तू ကဒီမှာပုံစံတိုင်းပေါ့ရှစ်တူးမယ်ပြီးကွဲမယ်နောက်ဆုံးမယ်ဒါပေမဲ့ तू ကထူးခြားတာတွေရတယ်မှာနော်သေချာကြည့်နေလက်တကားကသူ့ဘာသူပိတ်တယ်ဖွင့်တယ်အော်တိုပိတ်ဖွင့်တယ်ဒါလေးကတစ်မျိုးပါပြီးသွားရင်ဒီကောင်ဒါလေးကတော့ရေစိမ်ကြည်ပြီးထည့်ပြလို့ရတယ်ဒီမှာပါသူကရေစိမ်ကြည်ပြီးထည့်ပြီးတော့ပြလို့ရတယ်နော်ဒီမှာဘေးပဲညာခွေရယ်အခုရေစိမ်ကြည်ပြီးပြမယ်နော်ရေစိမ်ကြည်ပြီးပြပါမယ်ဟုတ်ကဲ့ပါဒါလေးကတော့ရေစိမ်ကြည်ပြီးပြတဲ့ကားလေးပါပြီးသွားရင်ဒီကောင်ကတော့ drifter လေးဒီမှာကျွန်တော်တို့ drift လုပ်လို့ရတယ်သူကကြတော့ဘယ်လိုပြောရမလဲဒီမှာdrift လုပ်တဲ့ကောင်နော်သူကကြတော့ဘိန်းအမြင့်နဲ့ဘိုးလည်းတိတ်မစောတတ်ပါဘူးပြီးသွားရင်ဒီကောင်လေးအကောင်သေးတယ်အစိတ်ပြင်းတယ်အလေးကိုဖွင့်မယ်ဖွင့်လိုက်လို့ရှိရင်သူ့မှာ remote နှစ်ခုပါတယ်တစ်ခုကလက်လှုပ် auto sensor နဲ့တစ်ခုကရိုးရိုး remote ဒီကောင်ကဘာပါလဲဆိုလို့ရှိရင်ဒီမှာရေငွေးထွက်တဲ့ဟာပါတယ်ဒီမှာ360ဒီမှာပါနေနှိမ့်နေရတယ်ဒီမှာ360နှိမ့်နေရတယ်နော်ပြီးသွားရင်ဒီကောင်ကို remote နောက်တစ်ခုပြောင်းခြင်းဒါလေးကိုပြန်ပိတ်လိုက်ပြီးသွားရင်လက်လှုပ် remote လေးရှိတယ်ဘာမှလုံးချင်မလို့ကြာကြီးနှိပ်ထားပြီးသွားရင်ဒီမှာမီးတွေလင်းလာပြီဒီမှာလှုပ်သွားပါပြီလက်နဲ့ထိန်းလို့ရနော်ဟုတ်ကဲပါဒါလေးကသူကလည်းဟိုဟာရေနွေးခွေးထုတ်လို့ရတယ်သူခဏရက်ထားရင်ဒီမှာနှိပ်ထားလိုက်မီးလေးဒါဆိုရင်ဒါရေနွေးခွေးထွက်နေပြီနော်ပြီးသွားလို့ရှိရင်တော့ဒါနောက်ဆုံးပါဒိုင်နိုဆောကားပါဒိုင်နိုဆောကားသူကတော့ပုံမှန်ပဲရှေ့လို့မယ်နောက်ဆုံးမယ်နော်ဒါပဲသူ့မှာထူးခြားပါတာကရှင်နေမှုတ်တဲ့ပါအဲ့တော့ဆိုင်မှာ remote ကားတွေမျိုးစုံရတယ်ဒီကောင်လေးဆိုလို့ရှိရင်ဒီလိုအယောင်တစ်ခုပါထပ်ရှိပါသေးတယ်နော်